Hello, bro. Please subscribe my channel. Today I'm gonna play the Clown Kingdom. I will play another kingdom. Okay, ကျွန်တော် free ကိုအရင်လုပ်ပါမယ်နော်ဘယ်လိုလေးလဲကွာကျွန်တော်လိုက်ကျွန်တော် အရင်ဆုံးဒီရဟာတွေအရင်စပြီးတော့တီထောင်တော့မှာဖြစ်ပါတယ်ညာ ကျွန်တော် channel လေးကိုလည်း subscribe လုပ်ခဲ့နော် လုပ်ခဲ့လူပါခဲ့ပါပါခင်ဗျာအိမ်ပေါ်တီလာပြီးပါခဲ့ပါ ဟုတ်ပါခင်ဗျာကျွန်တော်ပထမတစ်ခုလောက်ထားတော့တော်တော်များနေပြီဒါပေမဲ့အခုမှဗီဒီယိုတင်လိုက်တော့အစပြန်လောက်တာပေါ့နော်ကဲပါကျွန်တော်စစ်တိုင်းမယ်စစ်တိုင်းမယ်ကျွန်တော်အလန်းထားမယ်ကျွန်တော်လည်းကျွန်တော်ကြီးကဲကျွန်တော်ကောင်းနေရောကျွန်တော်ဘေးကိုကျန်မယ်ခဏလေးနော်ကျွန်တော်တို့ဗီဒီယိုခဏရပါမယ်ရေဘုံတွေကိုဒီရှိနားလာခဏလေးတော့ကျွန်တော်ဗီဒီယိုခဏရပါမယ်အားလုံးတောင်းပါပါခင်ဗျာကျွန်တော်ခဏရမယ်နော် sorry bro ကဲကျွန်တော်ကြောင်းဝင်ပဲနော်ခုနအလုပ်လေးရှိလို့ပြောငါအောက်ရောက်လို့ထမင်းရရှိတယ်ဟင်းရတယ်ဟိုငါမှာဟိုမနေ့ကငါကြော်တော့ရှိသေးတယ်ကျွန်တော်ဒီစစ်ပဲပြန်လို့ဘာမှတက်တာပဲရချုပ်လို့တာမဆက်သေးမှလေးတော့ဆင်းနေကိစ္စလေးရှိတော့တော့ကဲ
cancel okay ကျွန်တော်ပြန်ဆက်မယ်ကျွန်တော်စစ်ထပ်တိုင်မယ်နော်ဟာကျွန်တော်အလောကိုယူရတယ် okay follow ကျွန်တော်အကောင့်နဲ့ follow လုပ် ဒီမှာအောက်ကဘုံမှာတက်တာနော်အောက်ကစပါးလေး ပထမစီပို့ကြမယ်နော် okay ပထမဦးဆုံး save ပို့ အဲ့ ကြ ဟိုခေါင်းလေးတွေခလုတ်လေးခေါင်းမိုးလေးကြတော့အဖားလေစွရင်လာမစွရင်အေးအဲ့ဒါကိုသူ့ရွက်လာမလို့နော် ကဲကျွန်တော် ရွက်လာနာမည်မျိုးလားအဲ့လို ဟိုအဆက်ရော အားလုံးပဲမင်္ဂလာပါကျွန်တော် အဲ့ဒါလေခလုတ်လေးကောင်းလို့လေ save 1ပါနော်ဒါကျွန်တော် save ဘာနဲ့ထိုင် 1ထမ်းดูวิว ဟိုကကြရေရိုလို့လေတက်ရတယ် ကျွန်တော်351ပါခုဆက်လို့ကျွန်တော်စစ်တိုင်းနဲ့ကျွန်တော်စစ်တိုင်းကျွန်တော်ကောင်းနေလာတော့တုံးကြည့်ကျွန်တော်အရင်ကလာလို့ ဟုတ်တယ်နော် ဟော မင်းရတယ် follow me lobby ဒီခေါင်းဝါရီတော့တယ်နော်ကျွန်တော်တော့ဝါကျွန်တော်ရင်းနေတယ်ဘာကြောင့်
ရချီနော်တွိုင်းတက်ခါချေကျွန်တော်ကောင်းပြီးတအားကြတယ်ဗောနော်မြင်ရလားမြင်ရလားကျွန်တော်စိတ်အဆင်ပြေရောโอเคဒီဝိုင်းဗောနော်61 5k အောင်ရှိပါပြီကျွန်တော်ကျွန်တော်ကြလာတိုက်တယ်ချက်ကျွန်တော်ကြလာတိုက်တယ်ဗောနော်ချက် ပြောလိုက် ခဏရက်လို့ရတယ်ဒါခဏရက်လို့ရတယ်呀，我会抓大家。All the way. This is it. 哦，救一下！ဒီနေ့တော့တောင်းမှန်ပါတယ်ဗီဒီယိုလေးကတော့ဒါလေးနဲ့ပဲပြီးဆုံးသွားမှာဖြစ်ပါတယ်အားလုံးမကြည့်ရတဲ့အတွက်လည်းကျေးဇူးပါ Now video. ခတ်တယ်ပြီပါခင်ဗျာ